အားလုံးပဲမင်္ဂလာပါအခုဘန်ကောက်မှာဈေးအရန်တန်ပြီးတော့အရန်ဝယ်လို့ကောင်းတဲ့ဒူရင်းဒီပွဲတန်းကိုမှုခေါ်သွားပေးပါမယ်လိုက်ခက်ကြပါအောင်ရှင်ဒီမှာဆိုရင်တော့သူတို့ကပေါ့နော်ဒီအတီးပွဲစမ်းပေါ့နော်အတီးပွဲရုံဖြစ်တဲ့အတွက်ကြောင့်မလို့တရက်တီးတွေရောအတီးပေါင်းမျိုးစုံပေါ့နော်အများကြီးရှိပါတယ်ဒီဒါပေမဲ့ကိုကတော့ဒူရင်းဒီလိုရှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒူရင်းဒီဆေးတန်းကိုပဲသွားလိုက်အောင်ပဲပေါ့နော်ဒီအလုံးဆိုရင်အမတို့ဝယ်တာပေါ့နော်60ပဲကြာခဲ့ပေါ့အားလုံးပေါင်းဒူးင်းဒီပေါ့နော်၄လုံးရယ်ပြီးတော့ကြတော့အခုဆိုင်သားမှာစားလာတယ်နှလုံးရယ်ဆို6လုံးကိုမှဘတ်1000ပဲပေါ့နော်ဘတ်1000လေးနဲ့ပဲရခဲ့တာပါအရန်ရောက်တန်ပါတယ်ရှင်အဆုံးထိကြည့်ပေးကြတဲ့လူတွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဘလော့တွေမှာမလို့ပြန်တွေ့ကြပါမယ်